UFC 324မှာ Paddy Pimblett နဲ့ Justin Gaethje နဲ့ထိုးတက်ကြတော့ပဲအဲ့ဒီမှာလူတိုင်းကမေးခွန်းထုတ်ကြတယ်ဒီ Dana White ကပွဲတွေဖန်တီးနေတာဘယ်လိုကြီးလဲပေါ့ဘာဖြစ်လို့လဲဆိုတော့ Arman Tsarukyan လက်ရှိ lightweight တန်း run number 1လူတိုင်းကလည်းတလားကြတယ်တကယ်လဲ तू ကဒီ title shot ရဖို့ထိုက်တန်တဲ့ तू title shot လည်းရခဲ့တယ်ဒါပေမဲ့ तू ဒီဒဏ်ရာပြဿနာကြောင့် तू ပူတော့လောက်သွားတယ်ဗောနော်တရက်အလိုမှာ Islam Makhachev နဲ့ပွဲမှာလောက်ပြီး तू ပြန်လာတဲ့အချိန်မှာလည်းဒဏ်ဥကောင်လွယ်လွယ်ကူကူနဲ့ပဲ तू အနိုင်ယူလိုက်ဒါပေမဲ့ तू title shot မရခဲ့ဘူးအဲ့တော့အားလုံးကဝိုင်းပြီးမေးခွန်းထုတ်ကြတယ် UFC ကဗောနော်ဟို professional မဆန်တော့ဘူးသူတို့တွဲပေးနေတဲ့လူတွေနဲ့ပဲတွဲပေးနေတယ်ဆိုတော့ဟိုပုံမှန်ဆို Ilia Topuria ကဟိုခပတ်လူရမယ်သူဆိုရင်သူနဲ့ဟိုဟာလူရမယ်လူက Arman Tsarukyan ပဲဖြစ်တင်တယ်ဗောနော်အဲ့ဒီအချိန်မှာ Ilia Topuria ကသူမိသားစုပြဿနာကြောင့်သူခဏလောက်နားနေတဲ့အချိန်မှာ inner lightweight ခပတ်ဆိုရင်တော့အနည်းဆုံးတော့ဒီ Arman Tsarukyan နဲ့ Paddy Pimblett သုံးဖို့ Justin Gaethje ဖြစ်တင်တယ်လို့အားလုံးကထင်ထားကြတာဒါပေမဲ့ Arman Tsarukyan ကို Dana White ကလုံးဝကိုတိုက်ရရှော့မပေးခဲ့ပဲ तू ကဒီအရေးကြီးတဲ့ပွဲစဉ်ကြီးမှာဖူးတော့လောက်သွားတဲ့အတွက်ကြောင့်အစနဲ့ title run ပြန်လောက်ရမယ်လို့ Dana White ကပြောခဲ့တယ်ဗောနော်အဲ့မှာအားလုံးကမဖြစ်တင်ဘူးဗောနော် Arman Tsarukyan ကိုနှမျောကြတယ်ဒါပေမဲ့လူတွေမေ့နေတာတခုကလွန်ခဲ့တဲ့6နှစ်လောက်တုန်းကTony Ferguson က Arman Tsarukyan နဲ့ပိုကောင်းတဲ့ UFC resume ရှိခဲ့ပြီးတော့ तू က title shot မရခဲ့ဘူးအမှန်တော့ Arman Tsarukyan ဒီနောက်ဆုံး9ပွဲဆက်ပဲအနိုင်ရတာပေါ့နော်သူ UFC မှာဆိုလဲ12ပွဲထိုးရတာမှာဒီ10ပွဲနိုင်2ပွဲရှုံးရလက်ကိုရရတယ်ပေါ့နော်အမှန်ဆိုရင် Tony Ferguson က UFC မှာ12ပွဲစရိုက်နိုင်ခဲ့တာသူတိုက်တယ်ရှော့ရတင်တာဆိုရင်17ပွဲစရိုက်နိုင်ပြီး Anthony Pettis ကိုနိုင်ပြီးတော့သူခါပစ်နဲ့ခပတ်လူဝင်ရမှာဒါပေမဲ့ဒီ Dana White တော့ခါပစ်ကို Justin Poirier နဲ့ပဲခပတ်လူခိုင်းပြီးတော့ Tony Ferguson အဲ့တုန်းကကောင်းပိုင်နဲ့ပဲ fight night ထိုးလိုက်ရအားလုံးကတော့အဲ့ခေတ်က UFC ကြီးကြတယ်လို့သိကြမှာပါ Tony Ferguson အရန်နှမျိုးကိုကောင်းတယ်သူ undisputed ဒီခပတ်မရခဲ့တာပေါ့နော်ဟိုခပတ်လူပွင့်မရခဲ့တာလို့ပဲပြောရမှာပေါ့အရန်နှမျိုးကိုကောင်းတယ်ဟိုတကယ်ကို Anarita ဖြစ်ခဲ့တယ်ပေါ့နော်တကယ် champion လည်းဖြစ်ခဲ့တဲ့သူပဲလူတွေကသူ့ရဲ့ဒီဟို Justin Gaethje ကိုရှုံးပြီးနောက်ပိုင်းစရိုက်ရှစ်ပွဲဆက်ရှုံးတဲ့ဟာတွေကိုမြင်ပြီးတော့သူ့ကိုအထင်သေးကြတယ် Tony Ferguson အဲ့လောက်လည်းမဟုတ်ပါဘူးဟိုစကီးလည်းအဲ့လောက်မရှိပါဘူးဆိုပြီးတော့เนาะပြောကြတယ်ဒါပေမဲ့ Tony Ferguson ကတော့စကီးကိုဦးစားပေးပြီးထိုးတဲ့ fighter မဟုတ်ဘူးနော်ဘိုးတွေကဒါဟိုတိဖို့လိုတယ်ပေါ့နော် Tony Ferguson ကဒီပြောရရင် boxing စကီးလည်းအဲ့လောက်မကောင်းဘူးသူဒီ wrestling grappling လည်းအရင်ကြီးမဟုတ်ဒါပေမဲ့သူက jiu-jitsu တော့တကယ်ကောင်းတယ်သူ့ရဲ့ဒီချုပ်ကွက်ကအရင်နာမည်ကြီးခဲ့အောင်သူပွဲတော်တော်များများအရင်တော့ဒီကချုပ်ကွက်တည်နေပဲသူနိုင်ရခဲ့တယ်တော့ဒီ UFC ရဲ့ program တွေမှာသူဒီရဲ့ချုပ်ကွက်တင်ပေးရတာပေါ့သူနဲ့ DC နဲ့လောက်ကန်ရှိခဲ့ပြောရမယ်ဆိုရင် तू ကအဓိက striking မှာဆိုလဲ तू ကမွေထိုင်းအောင်အဓိကအားကိုတယ်ပြီးရင်ဒီ Wing Chun Kung Fu လည်းနည်းနည်းထိုးတယ်ပေါ့နော်ဒီ UFC မှာ Wing Chun Kung Fu ကိုအသုံးပြုတာဆိုရှားတယ်ဒီ Anderson Silva နဲ့ Tony Ferguson နှစ်ယောက်လောက်ပဲတေချာတွေ့ဘူးလေဒီ Kevin Holland တောင်မှဟိုအရင်ကြီးမဟုတ်ဘူးလို့ထင်တယ်ဟို Anderson Silva အသုံးဆုံးပဲ तू defensive ဒီသူ cage pad ကြီးကတ်သွားတဲ့အချိန်ကျရင်သူကလုံးဝဒီ Wing Chun နေတယ်ပဲသူ defense လုပ်တာပေါ့နော် Tony Ferguson လည်းတုံးတယ်သူအရင်တည်းကလည်းအိတ်တာဟင်းနဲ့ကျင့်တာသူနာမည်ကြီးပဲပေါ့နော်ပြောချင်တာက Tony Ferguson က skill နဲ့ဆော့တာမဟုတ်သူကဒီ hat အသေးနှလုံးနဲ့အသေးနဲ့ဒီမြန်မာလက်ဝဲသမားတွေတော့ပေါ့နော်အသေးနဲ့နှလုံးနဲ့ဆော့တယ်ပြီးရင် तू ကအမြဲသူတက်ကြွရတယ် तू round တိုင်းအောင် तू အရန် pressure အရန်ပေးနိုင်တယ်တစ်ဖက်သူပြီးရင်တစ်ဖက်သူကပေါ့နော် तू နဲ့ထိုးရင်ပြသွားတာဘယ်လောက်ပဲကောင်းနေသူဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကြီးကဟိုကျွန်တော်တွေ့ခဲ့ရဒီ तू Rafael Ajos လို့ကိုနိုင်တာတို့ Eddie Barboza တို့နိုင်တာတို့ဆို तू အရန် pressure ပေးတာကောင်းလို့နိုင်တာပေါ့နော် Anthony Pettis ကိုပဲတူတူပဲပြောချင်တာက तू ကဒီ17ပွဲစရိုက်တောင်နိုင်ခဲ့ဒါပေမဲ့ तू ကဒီခါပစ်နဲ့၄ချိန်ရောက်တည်တဲ့အချိန်2018ပေါ့နော်ခါပစ်နဲ့သူနဲ့အဓိကဟို undisputed title ကိုတည်ခဲ့အဲ့ဒီအချိန်မှာ तू ကဒီခြေတော့ပေါ့နော်ခြေချောင်းဒဏ်ရာရသွားတယ် तू ဒီပွဲကြိုသတင်းစားရှင်းလင်းပွဲမှာ तू တရုတ်ပြလောက်တဲ့အချိန်မှာအဲ့မှာဒဏ်ရာရပြီး तू နှုတ်ထွက်သွားတော့အခု Arman Tsarukyan လို့ပဲ तू ဆိုဘယ်လောက်ပိုပြီးကျင်တာကိုကောင်း तू ရခဲ့တယ် run ကြီးက17ပွဲ12ပွဲထိုင်ခဲ့တယ် run ကြီးဗျာအဲ့ဒါကြီးကို तू မရခဲ့ဘူးနောက်ဆုံးခါပစ်နဲ့လူဝင်ရတော့လဲခါပစ်ကပူးတော့လောက်သွားတယ်ဒါကတော့သူတို့ကတကယ်ကိုပေါ့နော်ဟို
နာမည်ကြီးပဲသူတို့နှစ်ယောက်ကဟိုမထိုးပြစ်လိုက်တဲ့ဟာဟော9ချိန်တောင်ဖွဲတယ်ပြီးတော့မထိုးပြစ်လိုက်ဒီ most cancellation match ပေါ့နော်သူတို့လုံးဝမတွေ့ပြစ်လိုက်ဘူးတကယ်ကိုရည်စရာကြီးပဲသူတို့ဟို3ချိန်မြောက်ပါဆိုခါဘက်ကထိုးကန်နီးကြမှာသူတို့နှစ်ယောက်ဟို3ချိန်မြောက်ပါဆိုခါဘက်ကဒီ weight cut လောက်တာ weight cut လောက်တာမှာအသေးအံလောက်တော့သူ weight cut မလောက်နိုင်မင်းနဲ့စေးရုံထိပါရောက်သွားပြီးတော့ပွဲဟိုပြတ်သွားတာပေါ့နော်ဒီခါဘက်နေရာမှာ Kevin Lee ဟုတ်တယ် Kevin Lee အစားထိုးဝင်ပြီးတော့ထိုးလိုက်တာအဲ့တော့ဆိုရည်ရတာဟိုအမှတ်တရပါတော့အဲ့ခါဘက်ကဒီ weight cut မလုံနိုင်လို့ဆိုပြီးပူတော့လောက်သွားပြီမယ်အဲ့မှာဗီဒီယိုကလစ်တစ်ခုတက်လာအဲ့ weight ချိန်နဲ့ရက်မတိုင်ခင်နဲ့ရက်လို့တော့မှသူထီတာမစ်စုသွားစားရတယ်။နိုင်ဆိုထီတာမစ်စုဆိုတာဒီ chocolate cake တစ်မျိုးပဲပေါ့နော်ဒါကတော့ဒီပွဲထိုးမဲ့အပတ်အတွင်းမှာဒါလုံးဝမစားသင့်တဲ့ဟာအောင်နော်။နောက်စားတွင်းပေါင်းစမ်းပေါက်ကွဲတာပါအဲ့နောက်ဆုံးအချိန်ဆိုပို့ဆိုးတယ်ဗျာနောက်ဆုံးသူတို့ဒီ2020ပေါ့2020 5ချိန်မြောက်တည်တဲ့အချိန်ဒီ undisputed တိုက်တဲ့အတွက်ပဲတည်တဲ့အချိန်မှာဆိုရင်ဒီကိုဗစ်ကာလပေါ့နော်ကိုဗစ်ကာလမှာဒေနာဝိုက်တို့ကစနယူးယောက်မှာပွဲလုပ်ဖို့ရှိနေတာဟာနယူးယောက်မှာကိုဗစ်တွေအရန်ဖြစ်တော့သူတို့ဟိုဒေနာဝိုက်ကဒီဗာလဲအဘူဒါဘီမှာပြောင်းလုပ်ဖို့သူစီစဉ်တာပေါ့ဒီအဘူဒါဘီကအာနာပိုင်တွေအားလုံးနဲ့လည်းသူညှိပြီးသွားပြီဒါပေမဲ့ခါဘစ်ကအဲ့ဒါကိုဟိုခိုးပြီးတော့သူကရုရှားကိုပြန်သွားတယ်ဒေနာဝိုက်တော့မသိတယ်အဲ့အဖြစ်ပြတော်တော်ဆိုးတယ်ဒေနာဝိုက်ကသူဂတိပေးတာပေါ့နော်ခဏလောက်ဟိုးရတယ်သူခဏလောက်နေပေးအောင်သူဟိုတယ်တွေပါလည်းစီစဉ်ပေးတာခဏလောက်ခိုးပေးတာပါသူဒီအဘူဒါဘီမှာရအောင်စီစဉ်ပေးမယ်ဆိုတော့ခါဘစ်ကခိုးပြန်သွားတော့အဲ့သူပြန်သွားတဲ့အချိန်မှာပူတင်ကလည်းရုရှားကနေပြီးတော့ဒီနိုင်ငံသားတွေကိုအပြင်ထုံးဝပိတ်လိုက်တယ်ကိုဗစ်ကြောင့်အဲ့မှာခါဘစ်ကပြန်လာလို့မရတော့အဲ့မှာတိုနီဖာဦးဇန်ဂျက်စတင်ကေဂျီနဲ့ပြောင်းထိုးလိုက်ရအဲ့မှာဂိမ်းပလန်တွေခမောက်ကမကြီးဖြစ်သွားပြီဒါစဉ်းစားကြည့်ဂျက်စတင်ကေဂျီနဲ့ခါဘစ်နဲ့ထိုးသက်ပုံကလုံးဝမတူအဲ့မှာတိုနီဖာဦးဇန်ရှုံးတယ်ပေါ့နော်ရှုံးပြီးအဲ့ခုနကျွန်တော်ပြောသလိုတိုနီဖာဦးဇန်စကေးနဲ့ထိုးတာမဟုတ်ဘူးသူကနှလုံးနဲ့အသေးနဲ့ဒီစိတ်နဲ့ပေါ့နော်မန်နဲ့ထိုးလိုက်တာဖြစ်တော့ကျွန်တော်သူ့ရဲ့ဒီစနက်ပွဲ run ကြီးကပြုတ်ကျသွားတဲ့အချိန်မှာသူ့ရဲ့ဒီမန်တယ်တော်တော်ထိသွားပုံရသူ့နောက်ပိုင်းဗျာဟိုရှုံးတာဒီ Justin Gage ကိုရှုံးပြီး Oliveira ကိုဆက်ရှုံးတယ်အဲ Charles Oliveira အဲ့ပွဲမှာဆိုသူ့ရဲ့ဒီဝင်လာတဲ့ပုံကစားသူ confidence ပျောက်ဆုံးတယ်တော်တော်တိတာသူပုံမှန် Tony Ferguson မဟုတ်တော့ဘူးနေတော့ Tony Ferguson ဆိုတကယ် LQQ သူ့ရဲ့ဒီ nickname တိုင်းပဲတကယ်ကိုကောင်းခဲ့လက်ရှိဗီဒီယိုကလည်းအဲ့ဒါပဲပြောနေတာပေါ့နော်ကျွန်တော် script ကြိုမရတဲ့ကြောင့်စကားကိုရောက်ဒီရောက်ဖြစ်နေတာတော့ဖွင့်လို့ပေးပါနော်အဓိကပြောချင်တာတိုနီဖာကူဆန်ကအရင်တော့ live weight မှာတကယ်ကိုသူသာ undisputed တိုက်တဲ့လူဝင်ရခင်ဒီ GOAT စီးရင်နဲ့တော့ပါနိုင်တယ်ဗျာ BJ ပန်းတို့ဒီခါဘစ်တို့ဟိုအစ္စလာမ်ဘာကာရှက်တို့နီးတူတော့ပါနိုင်တဲ့သူတယောက်ကဟိုသူမနော်ကန်ရန်ဆိုးခဲ့ပြီးတော့သူ live weight တန်းမှာအောင်မြင်တဲ့တော့မအောင်မြင်ခဲ့ဘူးနော် step မကြံခဲ့ဘူးကြာသူဒီလောက်ထိ run ဟိုနိုင်ဝဲအများဆုံးစီးနေမှာတော့ပါတယ်တိုနီဖာကူဆန်ဒီနိုင်ဝဲစားမှာဆိုလေ 8k8 ခါဆိုရင်သူနဲ့ခါပစ်ကဟိုဟာပြီးရင်အန်ဒါဆန်ဆေးပါပြီးသူတို့လိုက်နေပြီးနောက်ပိုင်းတော့ဥစမန်တို့ပါကြော်တက်သွားတယ်ပေါ့နော်တော်တော်နှမျောဖို့ကောင်းတယ်ကျွန်တော်ကဒီဗီဒီယိုကအဓိကပြောချင်တာတော့ဒီတိုနီဖာကူဆန်ကလူတွေကတချို့လူတွေ overrated ဖြစ်နေရထင်တယ်ဒီဘက်ခစ်ကြမှာ UFC ကြီးရသူတွေပေါ့နော် UFC ကိုမြန်မာနိုင်ငံမှာပေါက်တာနဲ့နောက်ကြတော့အမှန်တကယ်ကတော့ तू က underrated တယောက်ဆိုတာကျွန်တော်သိသိချင်းတို့အားလုံးပြောပြခြင်းဖြစ်တယ်တကယ်လား UFC ကိုဒီ2000ဟိုအစောပိုင်းလောက်တည်းကြီးရသူတွေဆိုရင်တိုနီဖာဆန်ဘလို့ချမ်းခဲ့တယ်တိုနီဖာဆန်ရဲ့ဒီကဘယ်လောက်ထိ underrated ဖြစ်တယ်ဆိုတာသိကြမယ်လို့ထင်တယ်ဒီနေ့ဗီဒီယိုကဒီလားပါပဲကျွန်တော် YouTube channel လေးကိုလည်းကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ပါပေးပါလို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်